ဒီတင်ကမ်းမှာကျွန်တော်တို့က Play Store Developer Account ဖန်တီးမယ် Play Store Developer Account ဘာကြောင့်ဖန်တီးလဲဆိုကျွန်တော်တို့ရေးထားတဲ့ Android application တွေကို Google Play Store မှာတင်ချင်လို့တင်ပြီးတော့ခြားသူတွေပေါ့အသုံးပြုတဲ့လူတွေ download လို့ရအောင်လုပ်ပေးရှင်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာလိုအပ်ချက်တချို့ရှိရယ် Play Store Developer Account Publisher Account ဖန်တီးမယ်ဆိုရင်နံပါတ်1က Gmail account ရှိရတယ်ဟုတ်ပြီနော် Gmail account ဆိုကျွန်တော်မှာ Gmail account ရှိပြီမိတ်ဆွေတို့မရှိရင်ဖန်တီးလိုက်ဖန်တီးပြီး login လုပ်ထားလိုက်ဟုတ်ပြီနော်ဒါကကျွန်တော်ရဲ့ Gmail account Okay နော်အဲ့တော့ဒုတိယချက်ကဘာလုပ်ရလဲဆို payment method ထည့်သွင်းရတယ် payment method ဆိုတာကျွန်တော်တို့ account နဲ့ payment system နဲ့ချိန်ရတာ Visa ကတ်လည်းရတယ် Master ကတ်လည်းရတယ်ဒီ payment method မှာ Visa တို့မဟုတ် Master ပေါ့ကြိုက်တဲ့ကတ်နဲ့ကျွန်တော်တို့ချိန်လို့ရတယ် Okay အဲ့တော့ number 1ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်အဲ့ pay.google.com သွားလိုက်မယ် google.com အဲ့ဆိုရင် pay.google.com ကကျွန်တော်ရဲ့ account ကိုအလိုလျောက် redirect လုပ်သွားပေးနေမယ်ဟုတ်ပြီနော်ကျွန်တော်တွားတာ pay.google.com ဒါပေမဲ့ကျွန်တော်ရဲ့ account ကိုတစ်ခါတည်းချိန်ပေးသွားတော့မလားဒီမှာနော်အဲ့တော့ကျွန်တော် account ထဲမှာကျွန်တော်က payment method ကိုတစ်ချက်ကြည့်မယ်ဆို payment method ကျွန်တော်ကဖြည့်ပြီးသားတယ်မှာနော် payment method တစ်ခုနောက်ထပ် payment method မိတ်ဆွေကိုထပ်ထည့်ကြည့်မိတ်ဆွေကကျတော့မရှိဘူးပေါ့မရှိရင်ဘာလုပ်ရမလဲဆိုတော့ app payment method ဆိုပြီးဒီဟာလေးကိုနှိပ်ပြီးထည့်ရမယ်ဟုတ်ပြီနော်ဒီမှာ credit card number ဆို card number ထည့် card number ဆိုမိတ်ဆွေရဲ့ Visa ကတ်ဖြစ်ဖြစ် Master ကတ်ဖြစ်ဖြစ်ဒီမှာ card ရဲ့ရှေ့မှာ number ရှိဟုတ်တယ်မလားအဲ့ဒီ card number ကိုဖြည့်ပေးလိုက်အဲ့ဒါကိုဘာမှပြရမှာလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ဥပမာဆိုကြပါတော့ဒါဥပမာနော်12345698543โอเคအဲ့တော့ကျွန်တော်အဲ့ဒါလေးဖြည့်ပြမယ်12345698543โอเคဒါပေါ့ဗျာနော်တကယ်တော့ဒါကတော့မမှန်ဘူးလေအတုလေတကယ်မိတ်ဆွေတို့အစစ်ကတ်ရဲ့ဒီတန်ဖိုးကိုဖြည့်ရမှာပေါ့နော်ဒီကကတ် number ကိုနောက်တစ်ခုကဟိုဒါလေ expire date နဲ့ expire month ကိုဖြည့်ရမယ်ကျွန်တော်တို့ကexpire month နဲ့ expire year ကိုဖြည့်ရမှာနော်12လပိုင်း69ပေါ့တကယ်အဲ့ဒါတော့မဟုတ်လေမိတ်ဆွေက month ဆိုရင်ဥပမာပေါ့12လပိုင်း69ပေါ့တကယ်တော့အဲ့လိုတော့မဟုတ်ဘူးလေနော် year x25 တယ်ဆိုတော့အခုကျွန်တော်2018ဆိုကျွန်တော်တစ်ရှစ်တို့ဘာလို့ဖြည့်ရမှာပေါ့နော်ပြီးတော့ CVC ဖြည့်ရမယ် CVC ဆိုအဲ့ကတ်တွေမှာပါတယ်ကတ်ရဲ့အနောက်ကိုလှန်ကြည့်လိုက်ဒီလိုလေးပေါ့ကတ်ရဲ့အနောက်မှာပါတယ်ကဏ္ဍ3လုံးရှိတယ်အဲ့ကဏ္ဍ3လုံးကိုပြောတာနော်အဲ့ကဏ္ဍ3လုံးကိုဒီမှာဖြည့်ပြီးပေါ့ကျွန်တော်334ပေါ့မှာဖြည့်လိုက်တယ်ပြီးရင်ကျွန်တော်ကတ်ဟိုရာနေဆိုတာကတ်ဟိုရာနေဆိုတာဒီမှာလာပြီးဒီနားလေးမှာလာကြည့်ရင်ကတ်ဟိုရာနေပေါ်နေမှာမကတ်ဟိုရာနေကဇီယာမောင်ဆိုဇီယာမောင်ပေါ့နော်ပြီးရင်ကျွန်တော် billing address ဖြည့်ရမယ်ဒီမှာ billing address ကဒီမှာပေါ့ကျွန်တော်တို့မြန်မာနေနော်ပြီးရင် save live SCV save ကိုတစ်ချက်နှိပ်လိုက်ရင်အဲ့ဒါဆိုကျွန်တော် payment method ဝင်သွားပြီကျွန်တော်တော့ cancel နှိပ်လိုက်တယ်ဒီမှာတစ်ခု save ပြီးဖြစ်တဲ့အတွက်ကျွန်တော်မပြချင်လို့နေမိတ်ဆွေပေါ့နော်Okay အဲ့ဒါကဒုတိယအဆင့်အဲ့ဒီ payment method ထည့်သွင်းပြီးသွားပြီဆိုရင်တော့တတိယအဆင့်ဖြစ်တဲ့ create developer account ကိုစတင်ဖန်တီးလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာလာပြီးတော့ဒီ link ကိုတစ်ချက်လာအဲ့ဒီ link ကိုတစ်ချက် copy ကူ play.google.com မြင်းဆောင် apps publish sign up တဲ့အဲ့ဒီကိုတစ်ချက်လာပြီးမှတစ်ချက် enter ခေါ်လိုက် enter ခေါ်လိုက်ရင်ကျွန်တော်တို့ကို sign up လုပ်မဲ့ screen ကိုခေါ်သွားလိုက်မယ်အချက်၄ချက်လိုက်နာရမယ်ကျွန်တော်တို့ကGoogle account နဲ့ sign in ဝင်ထားရမယ်ကျွန်တော်တို့ကဝင်ပြီးသွားရလေဒီမှာ Google account နဲ့ sign in เนาะပြီးရင်ကျွန်တော်တို့က developer agreement ကိုလက်ခံပေးထားရမယ်ပြီးရင်ပတ်စံဖြည့်ရမယ်ပတ်စံပေးရမယ်ပေါ့ဗျာเนาะ payment ပေးရမယ်ပြီးရင် account detail ရေးရမယ်အဲ့တော့ကျွန်တော်က number 1အချက်လုပ်ပြီးသွားပြီဆိုတော့ number 2အချက်မလုပ်ရသေးဘူးအဲ့ number 2အချက်ကအောက်ကိုလာခဲ့ accept developer agreement ကိုတစ်ချက် check လုပ်ထားလိုက် Okay เนาะ check လုပ်ထားတာနဲ့ number 2အချက်ပြီးသွားပြီအဲ့ဒါဆိုကျွန်တော်တို့က continue to payment ကိုတစ်ချက်နှိပ်လိုက်အဲ့တော့ကျွန်တော် payment ကိုရောက်သွားပြီခဏဆောင်းရတယ်သူ loading လုပ်နေတယ်ကျွန်တော်ရဲ့ payment system ကိုဆွဲယူနေဟုတ်ပြီနော်20 40တဲ့တွေ့မလားကျွန်တော်တို့ရှေ့မှာဖြည့်ခဲ့တဲ့ဒီကောင်ပဲကျွန်တော်တို့ရဲ့ visa ကတ်ကိုပဲလမ်းချိတ်ထားတာပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ pay1 pay လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့တော့ pay ကိုတစ်ချက်နှိပ်ပြီးခဏလေးဆောင်းရတယ် pay ကိုနှိပ်ပြီးသွားရပြီရဲ့ခဏ Google ကပြန်သွားနေပြီ payment is complete ရဲ့ payment အောင်မြင်သွားပြီတဲ့ဒါဆို continue registration ကိုကျွန်တော်တစ်ချက်နှိပ်မယ်အဲ့ဒါဆိုခဏဆောင်းရတယ်ကျွန်တော်တို့ Google က registration ကိုပြောင်းနေအောင်တစ်ချက်သွားနေလိမ့်မယ်okay continue registration you are almost done ဒီကောင်ကဘာလို့မပြောက်ထည့်အောင် okay ဒီကောင်ကကျွန်တော်ကပြီးသွားပြီကျွန်တော်က payment okay complete registration ဆိုပြီးတော့ဒီမှာလာပြနေတယ်ကျွန်တော်ကဒီကောင်မပြောက်သေးလို့ပြတ်နေတာတက်နေတာအဲ့တော့ဒီကောင်ကကျွန်တော်တစ်ချက်ဖြောက်ထားမယ်Okay အဲ့တော့ number 1ဒီမှာစာရိုက်ရမယ်စာရိုက်လို့မရဘူးဖြစ်နေကျွန်တော် refresh ပြန်လုပ်လိုက်မယ် Okay နော်အဲ့ complete registration refresh လုပ်လိုက်ပါမယ်အောင်မြင်သွားတာဆိုတော့အဆုံးက box လေးမပြောက်တာเนาะအဲ့ developer name ကိုကျတော့ကျွန်တော် wifi cola လို့ပေးထားမယ် email address ကိုကျတော့ 72quota@gmail.com လို့ပေးထားမယ်
website ကကြာကျွန်တော်က 72coda.org လို့ပေးထားမယ်ဖုန်းနံပါတ်က399259165884ကိုပေးထားမယ်ပြီး email နဲ့like နောက်ပိုင်းကြေညာချက်တွေကိုရချင်လားဆို feedback ပေးမလားဆိုတော့ကျွန်တော်ချက်ထားလိုက်မယ်နှစ်ခုလုံးเนาะပြီးရင်ကျွန်တော်က complete registration ကိုရှင်းနေအဲ့တော့ profile could not be saved please check from the phone error တဲ့ဖုန်းနံပါတ်မှားနေတယ်ဖုန်းနံပါတ်မှားနေတော့ကျွန်တော်က +95 ပေါ့เนาะပမာ +95 ပေါ့ +95 မြန်မာဖုန်းပေါ့ okay ပြီးရင်ကျွန်တော်က +95 dash ဆိုပြီးတော့399259965884အဲ့လိုလားမသိဘူး39ခံပါအဲ့တော့ကျွန်တော်တစ်ချက်ပြန်ပြင်မယ် +95 959965884 okay အဲ့တော့အဲ့ number ကိုကျွန်တော်ထည့်ပြီးွားရဒါပေမဲ့အဲ့မှာပြက်နာရှာနေကျွန်တော်တို့ profile could not be saved please check the phone error တဲ့နော်ကျွန်တော်အဲ့ဒါကိုတစ်ချက်လောက်ရှာကြည့်အောင် please to accept ACCPT accept phone number လို့အဲ့တော့ကျွန်တော် account ကနေကျွန်တော်တော့ရှာလို့ရမယ်ထင်တယ်ကျွန်တော်ဖုန်းနံပါတ်ကပြဿနာတက်နေတဲ့အတွက်ကြောင့်ကျွန်တော် account ကနေတစ်ချက်တော့ရှာကြည့်အောင်ဟုတ်ပြီနော်ကျွန်တော် Google ကိုတစ်ချက်ပြန်သွားကြည့်မယ်အဲ့ကမှကျွန်တော်ရဲ့ account တစ်ချက်သွားလိုက်မယ်ဒီမှာကျွန်တော်တစ်ချက်ထောက်နေရနော်ဒီဖုန်းနံပါတ်လေးထောက်အောင်လားနော်okay အဲ့တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကpayment ရဲ့ personal info ရဲ့ contact ရဲ့တစ်ချက်နှိပ်လိုက်မယ် contact မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ရှိလိမ့်မယ်contact ကိုတစ်ချက်နှိပ်လိုက် contact ကိုတစ်ချက်နှိပ်ရင်ဖုန်းနံပါတ်ရှိရမယ်ဆိုတော့ဖုန်းနံပါတ်မပြထားဘူးဖြစ်နေokay ဖုန်းနံပါတ်ကဒီမှာကျွန်တော်ထည့်ခြင်းဒီကောင်နော် +95 တော့ copy တစ်ချက်ကူးလာမယ်ပြီးရင်တော့ဒီမှာလာထည့်လိုက်မယ်နော်ထည့်ပြီးတော့ကျွန်တော် complete registration ကိုတစ်ချက်နှိပ်လိုက်မယ်အောင်ဝါးရတယ်နော်အောင်ဝါးရဆိုပြီးတော့ကျွန်တော်တို့နောက်တစ်စာမျက်နှာတစ်ခုပြောင်းသွားလိမ့်မယ်ဒါကကျွန်တော်ရဲ့ Google Play Store ကျွန်တော်နောက်ပိုင်းကျရင် application တွေကိုဒီမှာသင်လို့ရတယ်နော်အဲ့ဒီစာမျက်နှာပေါ့ okay အဲ့တော့ဒီစာမျက်နှာရောက်ပြီကျွန်တော်အားလုံးအောင်မြင်သွားလို့ဒီစာမျက်နှာရောက်တာအဲ့တော့ဒီတင်ကန်းလာမှာရက်မယ်နောက်တင်ကန်းလာမှာကျွန်တော် application တင်ရမှာနော်